ဒီဇက်ကားဟာနယူးဇီလန်ကစိုက်ပျိုးမွေးမြူရေးခြံတစ်ခုမှာစတင်ခဲ့တာဖြစ်ပါတယ်ဟန်နရီနဲ့သူ၏အကောင်းဆုံးတငယ်ချင်းထက်ကရိုဟာတိုးအုပ်ကိုဝိုင်းမောင်းပြီးပျော်ရွှင်စွာဆော့ကစားနေကြပါတယ်ဟန်နရီရဲ့အကိုအင်ဂတ်စ်ကတော့ခြေထောက်ကျိုးပြီးဆော့လို့မရဘဲခြေခွင်နေတာကြောင့်သူတို့နဲ့အတူမပါဝင်နိုင်ပါဘူးဒါကြောင့်မို့လို့သူဟာသူ၏ညီဖြစ်သူဟန်နရီအပေါ်ဖခင်ရဲ့အချစ်တော်ဖြစ်နေမှုအတွက်အမြဲတမ်းမနာလိုဝင်လိုဖြစ်နေခဲ့ပါတယ်တနေ့မှာတော့အန်ဂီလ်ဟာဟန်နရီချစ်ရတဲ့အိမ်မွေးသိုးလေးကိုပစိန်နဲ့ခုတ်တက်လိုက်ပါတယ်ဟန်နရီအိမ်ပြန်ရောက်လာတဲ့အခါထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပြီးစပားကြီးဘက်စီနောက်ယောင်ခံလိုက်သွားခဲ့ပါတယ်စပားကြီးထဲမှာမှောင်မဲနေပေမဲ့လည်းမျက်နှာချက်ကနေသွေးတွေစီးကျနေတာကိုဟန်နရီတွေးလိုက်ရပါတယ်ရုတ်တရက်ဆိုသလိုပဲသူ၏အိမ်မွေးသိုးလေးရဲ့အလောင်းကောင်ဟာသူ၏ရှေ့တဲ့စီပြုတ်ကျလာပြီးဟန်နရီကြောက်လန့်တကြားနောက်ဆုတ်သွားစဉ်မှာပဲထိုသိုးအလောင်းကောင်ကအိမ်ဟောက်တန်တွေပြုတ်လုံနေခဲ့ပါတယ်ဒီဆောက်ချောက်လန့်မှအကိုတော့အိမ်ထိမစ်မဲကဖြတ်တန်းလိုက်ပြီးအင်ဂျယ်ဇော့ကိုသူ၏ညီအား၆လန့်ဖို့ဝစ်စုံဝစ်ထားတာကိုစူပူကျိန်းမောင်းလိုက်ပါတယ်ထို့နောက်မှာတော့မစ်မဲကသူတို့၏ဖခင်ဖြစ်သူမတော်တဆဖြစ်ပြီးတေဆုံးသွားခဲ့ပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားလိုက်ပါတယ်15နှစ်ကြာပြီးနောက်ဟန်နရီဟာချန်စီပြန်လာခဲ့ပြီးသူစီးလာတဲ့တက်စီဟာတိုးအုပ်ကြီး၏ဝိုင်းရံခြင်းကိုလျင်မြန်စွာခံလိုက်ရပါတယ်။သူ၏အကိုဖြစ်သူလင်ဂစ်ရဲ့စနောက်မှုကြောင့်ဟန်နရီမှာနက်နက်ရှိုင်းရှိုင်းစိတ်တန်ရာရရှိသွားခဲ့ပြီးခုချိန်မှာတော့တိုးတွေကိုလွန်စွာကြောက်ရွံ့တဲ့စိတ်ရောဂါရရှိနေတာကြောင့်စိတ်ကြောက်ကရက်ဖြစ်ကကြောက်လန့်တကြားဖာနကထရမလို့ဖြစ်သွားခဲ့ပါတယ်။သူကသူ၏စိတ်ကျန်းမာရေးဆရာဝန်ထံဖုန်းဆက်ဖို့ကြိုးစားခဲ့ပေမဲ့ဆရာဝန်ကဖုန်းမကင်နိုင်ခဲ့ပါဘူး။ကံကောင်းစွာနဲ့ပဲတိုးအုပ်ကြီးဟာထွက်ခွာသွားခဲ့။ဒါကြောင့်ကားဆက်သွားလို့ရခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတရိတ်ဆန်အခွင့်အရေးလှုပ်ရှားသူ activist တွေဖြစ်ကြတဲ့ experience နဲ့ grant တို့ဟာခြံအတွင်းစီခိုးဝင်ဖို့အတွက်ခြံစည်းရိုးကိုကြော်ခွာခဲ့ကြပါတယ်ရုတ်တရက်ဆိုသလိုပဲဒိုင်ပလိန်Biplane လေယာဉ်တစ်စီးဟာမြေပြင်နဲ့အရန်နီးကပ်စွာပြန်တန်းလာခဲ့တာကြောင့်ထိုနှစ်ယောက်မှာခေါင်းမိုးရှောင်လိုက်ရပါတယ် grant ကဒီလေယာဉ်ဟာ Angus ရဲ့လေယာဉ်ဆိုတာသိတာကြောင့် Angus ရဲ့နာမည်ကိုရေရွတ်ကဆဲဆိုလိုက်ပါတယ်ဟန်နရီအိမ်စီရောက်ရှိသွားတဲ့အခါခရီးစဉ်ကပတ်စံအတော်ကုန်ကျနေပြီဖြစ်တော့လဲတက်စီကိုခဏဆောင်ဆိုင်ခိုင်းထားခဲ့ပါတယ်အိမ်ထဲမှာတော့နယံပေါ်မှာကြောက်စရာကောင်းတဲ့တိုးကောင်းတွေနဲ့ကလေးဘဝတုန်းကရိုက်ထားတဲ့ချစ်စရာဓပုံတစ်ပုံကိုတွေ့လိုက်ရပါတယ်ထိုအချိန်မှာပဲအိမ်ထိန်းမစ်မတ်ဟာဟန်နရီကိုကျူးကျော်ဝင်ရောက်သူလို့ထင်မှတ်ကသူ၏ကုတ်ပေါ်စီတနက်နဲ့ချိန်ရွယ်လိုက်ပါတယ်သို့တော်လဲဟန်နရီလှည့်ကြည့်လိုက်တဲ့အခါမစ်မတ်ကဟန်နရီကိုမှတ်မိသွားပြီးပွေ့ဖက်လိုက်ပါတော့တယ်ထို့နောက်ဟန်နရီဟာအင်ဂျစ်ကိုလိုက်ရှာခဲ့ပြီးအင်ဂျစ်က Oldfield လို့အမည်ပေးထားတဲ့သူတို့မိသားစုနာမည်ကိုအစွဲပြုထားသောတိုးမျိုးစိတ်တစ်မိတ်ဆက်ပွဲအတွက်လေ့ကျင့်ပြင်ဆင်နေတာကိုတွေးလိုက်ရပါတယ်။အင်ဂတ်ဟာဟန်နရီကိုအေးဆက်ဆက်ဆံခဲ့ပြီးဘာလို့ပြန်လာတာလဲဟုမေးမြန်းခဲ့ပါတယ်ဟန်နရီကစိတ်ကျန်းမာရေးဆရာဝန်၏လမ်းညွှန်ချက်အတိုင်းသူ၏ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ဖို့ပြန်လာတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အင်ဂတ်ကဟန်နရီကိုတိုးကြောက်နေတော့မဲဆိုပြီးလှောင်ပြောင်ပြီးတဲ့နောက်အင်စီပြန်ခေါ်သွားခဲ့ကဟန်နရီရဲ့ခြံဝေစုကိုဝယ်ယူဖို့အတွက်ဒေါ်လာ2 သန်းတန်စက်ကူလက်မှတ်ချက်ကိုပေးအပ်ခဲ့ပါတယ်။တစ်ဖက်မှာလည်း activist တွေဟာခြံရဲ့ဓာတ်ခွဲခန်းကိုတွေးရှိသွားခဲ့ပြီးဓာတ်ခွဲခန်းထဲကသိပ္ပံပညာရှင်တယောက်ဟာနာမည်ပြက်နဲ့ကြော်ကြားလာတဲ့ street ဆိုသူမိန်းမတယောက်ဖြစ်နေတာကိုသတိထားမိလိုက်ကြပါတယ် experience ကအလုပ်သမားတွေလျှို့ဝှက်စမ်းကျဲကွန်တိန်နာတစ်တာတစ်လုံးကိုကုန်ကားပေါ်တင်နေတာကိုဓာတ်ပုံရိုက်ယူနေစဉ်မှာပဲ grant ကအန်ရရှိစွန့်ပစ်ပစ္စည်းလို့စာကတ်ထားတာကိုမမြင်ဘဲအေးခန်းထဲကဘူးတဘူးကိုခိုးယူဖို့ပြေးဝင်သွားခဲ့ပါတယ်သူပြန်ထွက်မှာတော့အလုပ်သမားတွေတွေ့ရှိသွားပြီးအနောက်ကနေလိုက်လံဖမ်းဆီးကြပါတော့တယ်။ activist 2ယောက်စလုံးတစ်တော်ရဲစီအတူပြေးလွှားပုံအောက်ခဲ့ကြပြီး experience က grant ရဲ့ရုပ်ထွက်ပြခဲ့မှုကိုစူပူကျိန်းမောင်းလိုက်ပါတယ်။သို့တော်လဲ grant ကမျိုးဗီဇပြုပြင်ဖန်တီးမှုကိုတားဆီးဖို့ကပိုအရေးကြီးတယ်လို့ထင်မြင်နေပါတယ်။ဘူးကိုကြည့်လိုက်ကြတဲ့အခါအထဲမှာကြောက်စရာကောင်းတဲ့ဖန်တီးထားသောတတဝါလေးတစ်ကောင်ပါဝင်နေတာကိုတွေးလိုက်ရပြီး experience ကဒါဟာလွန်စွာအစိတ်အတောက်ဖြစ်စေတဲ့မျိုးဗီဇပစ္စည်းများဖြစ်ကြောင်းသဘောပေါက်သွားပါတယ်။ထိုအချိန်မှာအလုပ်သမားတွေတစ်တော်ထဲဝင်ရောက်လာတာကြောင့် Grant ကထပ်မံပြေးလွှားခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲ Grant ဟာခြေခလုတ်တိုက်လဲကျသွားခဲ့ပြီးဘူးမှာချက်ချင်းကွဲအပ်သွားခဲ့ပါတယ်။လိုက်လံဖမ်းဆီးသူတွေလမ်းမစီလိုက်သွားစဉ်မှာပဲဘူးထဲကတတဝါလေးဟာ Grant ရဲ့ကြောပေါ်တွားတက်ကသူ၏နာရွက်ကိုကိုက်ရိုက်လိုက်ပါတော့တယ်။ Grant ကထိုတတဝါကိုဆွဲခွာဖို့ကြိုးစားပေမဲ့မလွတ်ပဲအရေးပြားပါဆွဲကပ်ပါလာခဲ့ပါတယ်။ Grant ကထိုတတဝါကိုတစ်ပင်နဲ့ရိုက်ခွဲပေမဲ့မရပါဘူး။တစ်သားချောင်းနဲ့ရိုက်ဖို့ကြိုးစားရင်းသူ၏ခေါင်းကိုသာမှားယွင်းရိုက်မိသွားခဲ့ပါတယ်ထို့နောက်အတင်းဆွဲဖြုတ်လိုက်မှဖြုတ်လို့ရသွားပြီးကြောက်လန့်တကြားမြေပြင်ပေါ်ပစ်ချလိုက်ပါတယ် Grant ဟာနာကျင်စွာအော်ဟစ်လိုက်ပြီးမေးလဲကျသွားခဲ့ကထိုတတဝါလေးကတော့တိုးအုပ်ရှိရာစီတွားလိုက်ပါတော့တယ်တိုးတကောင်နီးကပ်လာတဲ့အခါထိုတတဝါလေးကတိုးကိုကိုက်လိုက်ပါတယ်မကြမီ experience ကတစ်တော်တွေကထွက်လာခဲ့ပြီးလဲကျနေတဲ့တစ်ပင်တွေကိုတွေးလိုက်ရပါတယ်အိမ်မှာတော့ Miss Mac ကဟန်နရီကိုဖခင်ဖြစ်သူရဲ့ရွှေရောင်တိုးမွေးညက်ကကြေးကိုပေးခဲ့ပေမဲ့ဟန်နရီကသူနဲ့မထိုက်တန်ဘူးဆိုကငင်းဆန်ပြီးအိမ်ပြန်ဖို့ပြင်ဆင်ပါတယ်သို့တော်လဲ Miss Mac က
ကြောက်ရွံ့မှုကိုရင်ဆိုင်ဖို့အတွက်ခြံထဲလှည့်လည်ကြည့်ရှုဖို့တိုက်တွန်းခဲ့ပါတယ်။ Tucker ဟာခုချိန်မှာခြံမန်နေဂျာဖြစ်နေတာကြောင့် Henry နဲ့အတူလိုက်ပါပေးခဲ့ပါတယ်။ Henry နဲ့ Tucker တို့တောင်ပေါ်စီကားမောင်းသွားစဉ်နှာခေါင်းကနေသွေးထွက်နေတဲ့သိုးတစ်ကောင်ကလမ်းပိတ်ထားတာကြောင့်ကားခဏရပ်လိုက်ရပါတယ်။ Tucker ကတိုးရဲ့ဒဏ်ရာကိုစစ်ဆေးနေချိန်မှာ Henry ကစိတ်ကျန်းမာရေးဆရာဝန်ထံဖုန်းခေါ်ဖို့ကြိုးစားပေမဲ့လိုင်းမမိပါဘူး။သူတို့နှစ်ယောက်အာယုံနောက်နေစဉ်မှာပဲ Experience ကကုန်ကားနောက်ဖုံးစီခိုးဝင်ကတနက်ကိုခိုးယူလိုက်ပါတယ်။ထို့နောက်သူ၏တငယ်ချင်းကိုရှာဖွေပေးဖို့တနက်နဲ့ချိန်ရွယ်ကချင်းချောက်လိုက်ပါတယ်။တစ်တော်ထဲမှာတော့ Grant ဟာယုံတကောင်ကိုဖမ်းဆီးပြီးအစိမ့်လိုက်စားတောက်နေခဲ့ပါတယ်။ Experience ကသူ၏နာမည်ကိုအော်ခေါ်တန်ကြားတဲ့အခါ Grant ကအမြန်ပုံးကွယ်လိုက်ပါတယ်။ Experience မှာစိတ်မရှိတော့ပေမဲ့ Tucker ကတနက်မှာဘေးကင်းရေးမောင်းဖြုတ်ထားတုံးပဲမို့လေးလေးနက်နက်မယူဆခဲ့ပါဘူး။ Tucker ကမောင်းဖြုတ်နည်းတင်ပေးမယ်ဆိုကလိန်ညာပြီးတနက်ကိုလွယ်ကူစွာလူယူလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲမွေးမြူရေးခြံအလုပ်သမားတစ်ယောက်ဟာမီးဖိုချောင်အပြင်ဘက်က အတန်ကြားလို့ထွက်ကြည့်စဉ်တစုံတစ်ခုရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရပြီးအော်ဟစ်သွားခဲ့ပါတယ်။မိနစ်အနည်းငယ်အကြာမှာ Experience နဲ့မျိုးသားနှစ်ယောက်တို့ဟာအလုပ်သမားအိမ်ကမီးခိုးတွေထွက်နေတာကိုတွေ့ရလို့တွားရောက်စစ်ဆေးခဲ့ကြပါတယ်။မီးဖိုပေါ်မှာကျက်နေတဲ့အိုးတစ်လုံးနဲ့မီးဖိုချောင်အနှံ့သွေးတွေကိုတွေ့ရှိခဲ့ကြပါတယ်။ပျောက်ဆုံးနေတဲ့အလုပ်သမားကိုလိုက်ရှာစဉ် Henry ဟာနံရံပေါ်ကသိုးကောင်းခွန်ကြောင့်ထိတ်လန့်သွားခဲ့ပါတယ်။ရုတ်တရက်ဒဏ်ရာရထားတဲ့သိုးရောက်ရှိလာပြီးသူတို့ကိုဟောက်ထုတ်ကာလိုက်လံတိုက်ခိုက်ပါတော့တယ်။ Henry ကအားလုံးကိုနောက်အခန်းထဲစီဆွဲခေါ်သွားပြီးတကားပိတ်လိုက်ပါတယ်။သိုးကတကားကိုခေါင်းနဲ့အတင်းတိုက်ဆောက်နေတာကြောင့် Tucker ကပရိဘောဂတွေနဲ့အတင်းပိတ်ဆို့လိုက်ပါတယ်။ Experience ကဒါတွေဟာ Angus ရဲ့စမ်းသပ်မှုတွေကြောင့်လို့အပြစ်တင်ခဲ့ပြီး Henry မှာဒါကိုမသိရှိခဲ့ပါဘူး။ထို့နောက်ကုတင်နောက်မှာအလုပ်သမားရဲ့အလောင်းကိုတွေ့လိုက်ရလို့ Experience ကအော်ဟစ်လိုက်ပါတယ်။နောက်ဆုံးမှာသိုးဟာတကားကိုအပေါက်ဖြစ်အောင်ဖောက်နိုင်ခဲ့ပြီး Tucker ကသိုးရဲ့ခေါင်းကိုတနက်နဲ့ပစ်လိုက်တာကြောင့်လဲကျသွားခဲ့ပါတယ်သို့တော်လည်းသိုးဟာချက်ချင်းပြန်ထလာခဲ့တာကြောင့် Tucker ကတေအောင်ထပ်မံပစ်ခတ်လိုက်ရပါတယ်။သူတို့သုံးယောက်အိမ်ပြင်ထွက်လိုက်တဲ့အခါတကားအပြင်မှာသိုးအုပ်ကြီးရောက်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ Tucker ကကုန်ကားသွားနှိုးစဉ် Experience က Henry စိတ်ငြိမ်သွားအောင်တရားထိုင်တဲ့နီလန်းတွေတင်ပေးပြီးသိုးတွေကြားထဲကနေရှောက်သွားခဲ့ကြပါတယ်။ရုတ်တရက် Tucker ဟာကားတကားကြားထဲခေါင်းရှို့ဝင်လာတဲ့သိုးတစ်ကောင်ကိုတွေ့လိုက်ရပြီးတနက်လန်းယူစဉ်သိုးကကိုက်လိုက်မလို့ဖြစ်သွားခဲ့ပါတယ်။ Experience နဲ့ Henry တို့ကားပေါ်ရောက်ရှိသွားပြီး Tucker ကအမြန်မောင်းထွက်လိုက်ပေမဲ့ကားစီဒီမှာသိုးပါလာခဲ့ပြီးTucker ကိုကိုက်ဖို့စ조사နေခဲ့ပါတယ်။ Tucker ကသိုးကိုထိုးကျိတ်ဖယ်ရှားနေရတာကြောင့်ကားကိုကောင်းကောင်းမမောင်းနိုင်ခဲ့ပါဘူး။ Henry ကကုန်ကားနောက်ဖုံးမှာလွှတ်ဆက်တစ်လုံးကိုတွေ့ရှိခဲ့ပေမဲ့ဆက်နိုးလိုက်တဲ့အခါမထိန်နိုင်ပဲလွှတ်ဆက်ကားပေါ်ကပြုတ်ကျသွားခဲ့ပါတယ်။ Tucker ကသိုးရဲ့ခေါင်းကိုစတီယာရင်နဲ့အကြိမ်ကြိမ်ရိုက်လိုက်တာကြောင့်သိုးကအောက်ဆင်းသွားပြီး Tucker ရဲ့ခြေထောက်ကိုကိုက်လိုက်ပါတော့တယ်။ဒေါသထွက်သွားတဲ့ Tucker ကသိုးကိုကန်ထုတ်လိုက်ပြီးတနက်ကိုယူကာအနောက်ဘက်စီကူးသွားခဲ့ပြီးသူ၏ဘိန်းဘူးဖနက်ကကာကွယ်ပေးလိုက်လို့အဆင်ပြေတယ်လို့အာမခံလိုက်ပါတယ်။အခုချိန်မှာတော့သိုးဟာစတီယာရင်မှာရောက်ရှိနေပြီးကောက်ကောက်ပပ6ကန်းပါစီမောင်းနေနေတာကြောင့်၃ယောက်စလုံးကားပေါ်ကနေခုန်ဆင်းလိုက်ကြရပြီးကားကတော့ကမ်းခြေစီထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ Experience ကမြင်ကွင်းကလှပကြောင်းပြောခဲ့ပေမဲ့ Henry ကဒီနေရာဟာသူ၏ဖခင်တည်ဆုံးခဲ့တဲ့နေရာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။အနီးအနားမှာအခြားသိုးတစ်ကောင်ရောက်လာခဲ့ပေမဲ့ပုံမှန်သိုးဖြစ်ပုံရတာကြောင့် Tucker က6လက်မောင်းထုတ်လိုက်ပါတယ်။ Henry ကအကူအညီတောင်းဖို့ဖုန်းဆက်ချင်ပေမဲ့ဖုန်းကကားထဲမှာကျန်ခဲတာကိုသတိရသွားခဲ့ပါတယ်။ဒါကြောင့်သူတို့မှလမ်းလျှောက်ပြန်ယုံမှလွဲပြီးအခြားရွေးချယ်စရာမရှိခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲသိပ္ပံပညာရှင်တစ်ယောက်ဟာအစိတ်အတောက်စွန့်ပစ်ပစ္စည်းတွေကိုစွန့်ပစ်တွင်းထဲပစ်ချပြီးဖျက်ဆီးနေခဲ့ပါတယ်။သူပြန်မှာတော့သိုးနှစ်ကောင်ကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့ရလို့လှောင်ပြောင်ပြီးဟောင်ပြလိုက်ပါတယ်။ရုတ်တရက်သိုးတစ်ကောင်ကသူ၏ဖင်ကိုကိုက်လိုက်ပြီးအခြားသိုးတစ်ကောင်ကပါဝင်ရောက်တိုက်ခိုက်လိုက်ပါတော့တယ်။ Angus ဟာသူ၏ပွဲကိုစီစဉ်နေစဉ်အိမ်ပြင်မှာကားတစ်စီးရောက်နေတာကိုသတိထားမိလိုက်ပါတယ်။တက္ကစီဒရိုင်ဘာဟာအိပ်ပျော်နေပြီးတက္ကစီမီတာခကဒေါ်လာ1000ထိရောက်ရှိနေခဲ့ပါတယ်။ Henry ရှိနေသေးတာကိုသဘောပေါက်သွားတဲ့ Angus ဟာ Henry ကိုလိုက်ရှာဖို့ကားစီးပြီးထွက်လာခဲ့ပါတယ်။တောင်ကုန်းအနီးမှာတော့Grant ဟာလမ်းပိတ်ထားတာကိုတွေ့လိုက်ရပါတယ်။ Grant ရဲ့မျက်နှာဟာပုံစံပြည့်ရွှင်းနေပြီဖြစ်တော်လဲတရိษံတွေအပေါ်ပြုမှုချက်တွေအတွက် Angus ကိုအော်ဟစ်ကြိမ်းမောင်းနေခဲ့ပါတယ်။အငင်းပွားမှုဖြစ်ပွားခဲ့ပြီး Angus ကGrant ကိုကန်ထုတ်ဖို့လက်ညှိုးထိုးလိုက်စဉ် Grant ကသူ၏လက်ကိုကိုက်လိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ခဏအကြာမှာတော့ Tucker ဟာနာကျင်မှုကိုခံစားလိုက်ရပြီးသိုးကသူ၏ခြေထောက်ကိုကိုက်လိုက်နိုင်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ဖနက်ချွတ်ကြည့်လိုက်တဲ့အခါသူ၏ခြေထောက်ဟာသိုးခွာပုံစံပြောင်းလဲသွားတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ပါတယ်။ထိုအချိန်မှာပဲသိုးအုပ်ကြီးကသူတို့ကိုတွေ့ရှိသွားပြီးလိုက်လံတိုက်ခိုက်တာကြောင့်၃ယောက်စလုံးတခွဲခန်းနဲ့ပုံအောက်လိုက်ကြရပါတယ်။
အခန်းတစ်ခုပြီးတစ်ခုရှောက်သွားရင်အမျိုးသားတစ်ယောက်ဟာဝမ်းပိုက်ပွင့်ထွက်နေပြီးမျက်နှာကျက်မှာတွဲလောင်းကျနေတဲ့သိုးတစ်ကောင်ကိုတွေးလိုက်ရလို့ထိတ်လန့်သွားကြပါတယ်။သိုးရဲ့နှလုံးဟာခုန်နေတုံးဖြစ်ပြီးအနီးကပ်သွားတဲ့အခါကိုက်ဖို့ကြိုးစားခဲ့ပါတယ်။ထက်ကကပြစ်တက်ချင်ပေမဲ့အင်္ဂစနဲ့အစထရစ်တို့ရောက်ရှိလာပြီးဒါဟာစိုက်ပျိုးရေးသိပ္ပံပညာဖြစ်ကြောင်းပြောဆိုတာတားမြစ်လိုက်ပါတယ်။အစထရစ်ကထက်ကရဲ့ဂုတ်ကိုအေးဆေးဆေးထိုးထည့်လိုက်တာကြောင့်ထက်ကလဲကျသွားခဲ့ပြီးအန်ဂတ်ကထက်ကရဲ့တနက်ကိုလူယူလိုက်ပါတယ်။တနက်နဲ့ပြစ်မယ်လို့ချိန်ချောက်လိုက်တဲ့အခါဟန်နရီနဲ့ experience တို့ပြေးထွက်သွားကြပါတော့တယ်။ဓခွဲကန်းကထွက်လိုက်သည်နဲ့သူတွေကသူတို့ကိုထပ်မံလိုက်လံတိုက်ခိုက်ကြပါတယ်။နှစ်ယောက်စလုံးအစွမ်းကုန်ပြေးလွှားခဲ့ကြပြီးစွန့်ပစ်တွင်းအနီးစီရောက်ရှိသွားကသိပ္ပံပညာရှင်ရဲ့အလောင်းကျွင်းကိုတွေးလိုက်ရပါတယ်။သူတို့တွင်းစည်းရိုးကိုကြော်ခွကတကားတော်ခတ်လိုက်ပြီးသိုးတွေမလိုက်နိုင်အောင်လှုပ်လိုက်ပေမဲ့အင်္ဂတ်ပါရောက်ရှိလာခဲ့ပါတယ်။စမ်းကြဲစွာနဲ့ပဲသိုးအုပ်ကအင်္ဂတ်ကိုမတိုက်ခိုက်ခဲ့ပါဘူး။ဟန်နရီကအကိုဖြစ်သူ၏အစီအစဉ်ကိုယွန်ရှာသွားတာကြောင့်စက်ကူလက်မှတ်ကိုလွှင့်ပစ်လိုက်ပြီးအယောင်းဝယ်ကိစ္စပြီးဆုံးပြီလို့ပြောလိုက်ပါတယ်။သိုးတွေကစီယိုကြားကနေအတင်းတိုးဝင်ဖို့စ조사နေတာကြောင့်ဟန်နရီမှာကြောက်လန့်လွန်းလို့စွန့်ပစ်တွင်းထဲစီခြေချော်ကျသွားခဲ့ပါတယ်။ experience ကသူ၏လက်ကိုလှမ်းဆွဲထားခဲ့ပြီးအင်္ဂတ်ထံအကူအညီတောင်းခံခဲ့ပါတယ်။သို့တော်လည်းအင်္ဂတ်ကအနောက်ဆုတ်သွားခဲ့ပြီးမတော်တဆမှုတွေဆိုတာဖြစ်တတ်တာပဲလို့ပြောလိုက်ပါတယ်။ experience မှာဟန်နရီရဲ့အလေးချိန်ကိုမထိန်းနိုင်တော့တာကြောင့်နှစ်ယောက်စလုံးစွန့်ပစ်တွင်းထဲစီပြုတ်ကျသွားခဲ့ကြပြီးစမ်းသပ်မှုပျက်စီးထားတဲ့ဦးအတိုင်းတွေပေါ်စီကျရောက်သွားခဲ့ပါတယ်။ experience ကအနံ့ကိုမနစ်သက်တာကြောင့်အနံ့ကူတုံးဖျောင်းတိုင်ကိုထွန်းလိုက်ပါတယ်။ဟန်နရီကထိုဖျောင်းတိုင်ကိုယူကာထွက်ပေါက်ရှာဖို့အလင်းရောင်အဖြစ်အသုံးပြုလိုက်ပါတယ်။ဓခွဲခန်းမှာတော့အန်ဂတ်ဟာသူ၏အထူးသိုးကိုရွှေ့ပြောင်းဖို့ခေါ်ထားတဲ့အလုပ်သမားတွေဘာလို့ရောက်မလာသေးတာလဲဟုတွေးတောနေခဲ့ပါတယ်။တောင်ကုန်းပေါ်မှာတော့သိုးတွေဟာထိုအလုပ်သမားတွေကိုစားတောက်နေကြပါတယ်။အင်္ဂတ်ရဲ့အကိုက်ခံရတဲ့ဒဏ်ရာကဆိုးရွားလာတာကြောင့်စထရေတာကိုသူတေသနပြုလုပ်ဖို့သွေးနမူနာယူခွင့်ပြုလိုက်ပါတယ်။စွန့်ပစ်တွင်းထဲမှာတော့နှစ်ယောက်စလုံးလိုင်ကောင်းတစ်ခုကိုတွေးရှိသွားပြီးဖြတ်တန်းသွားခဲ့ကြပါတယ်။ဟန်နရီက experience ကိုမိသားစုပြဿနာတွေနဲ့အဆုံးသတ်ခြင်းတဲ့အကြောင်းပြောပြခဲ့ပေမဲ့ experience ကဒါတွေဟာသူ၏မြစ်ဖျားခံရာအမြစ်တွေဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။ရုတ်တရက်သိုးအော်တန်ကြားလိုက်ရတာကြောင့်ဟန်နရီထိတ်လန့်သွားခဲ့ပြီးဖျောင်းတိုင်ပြီးငိမ့်သွားခဲ့ပါတယ်။ experience ကအမြန်ထပ်မံမီးထွန်းလိုက်ပြီးသိုးအော်တန်ကိုထပ်မံကြားရစဉ်မှာပဲနှစ်ယောက်စလုံးအတူတကွပြေးလွှားခဲ့ကြပေမဲ့လိုင်ကောင်းကပိတ်နေတာကိုတွေးလိုက်ရပါတယ်။ထို့နောက်ဟန်နရီကဖျောင်းတိုင်နဲ့အနီးကပ်ကြည့်လိုက်တဲ့အခါအောက်ခြေမှာသေးငယ်တဲ့လိုင်ကောင်းပေါက်တစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်။သိုးတွေနီးကပ်လာတာကိုကြားရတာကြောင့်နှစ်ယောက်စလုံးထိုပေါက်သေးလေးတွေကနေတွားသွားရုံမှလွဲပြီးအခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ experience ကကြောက်လန့်လွန်းလို့ရှေ့မဆက်နိုင်ဖြစ်နေတာကြောင့်ဟန်နရီက experience ရဲ့တရားထိုင်တဲ့နီလန်းတွေကိုပြန်လည်အသုံးပြုကာစိတ်ငြိမ်အောင်လုပ်ပေးခဲ့ပါတယ်။ထိုအချိန်မှာသိုးတကောင်ကဟန်နရီရဲ့ခြေထောက်ကိုကိုက်ဖို့ကြိုးစားခဲ့တာကြောင့်ဟန်နရီကကန်ထုတ်ကာရှေ့ဆက်သွားနိုင်အောင်လုပ်ပေးခဲ့ပါတယ်။ experience ကပိုမိုသေးငယ်တဲ့အပေါက်ထဲဖြတ်သွားစဉ်ပိတ်မိသွားခဲ့တာကြောင့်ဟန်နရီကတွန်းထုတ်ပေးခဲ့ပါတယ်။ထို့နောက်ဟန်နရီပါအပေါက်ထဲဖြတ်သွားခဲ့ပြီးမကြမီသိုးကခေါင်းရှိုဝင်လာပေမဲ့ခန္ဓာကိုယ်ကမဆန့်ခဲ့ပါဘူး။ဟန်နရီကဖျောင်းတိုင်ကိုသိုးပေါ်စီပစ်ပေါက်လိုက်တာကြောင့်သိုးမှာမီးလောင်ပြီးတေဆုံးသွားခဲ့ပါတယ်။အတော်အတွင်းမှာမစ္စမတ်ကဟန်နရီအကြောင်းမေးမြန်းခဲ့ရာအင်္ဂတ်ကဟန်နရီကနှုတ်မဆက်ပေထွက်သွားကြောင်းပြောပြခဲ့တာကြောင့်မစ္စမတ်မှာထူးဆန်းနေခဲ့ပါတယ်။အင်္ဂတ်ကသူ၏အခန်းထဲမှာဒဏ်ရာကိုပတ်တီးစည်းကမှန်ထဲမှာမိန်ကွန်းပြောဖို့လေ့ကျင့်နေခဲ့ပေမဲ့စကားပြောနေစဉ်သွေးထွက်လာတာကြောင့်ထိတ်လန့်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟန်နရီနဲ့ experience တို့စွန့်ပစ်တွင်းထဲကနေထွက်မြောက်နိုင်ခဲ့ပြီးစပားကြီးစီရောက်ရှိကာသွေးတွေကိုဆေးကြောလိုက်ကြပါတယ်။ထို့နောက်ထူးဆန်းတဲ့အတန်ကြားတာကြောင့်အထဲဝင်ကြည့်လိုက်ရာဂရန်ဟာတိုးကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားတာကိုတွေးလိုက်ရပါတယ်။ကြားလိုက်ရတဲ့အတန်ဟာဂရန်ကသူ၏သိုးမွေးကိုပြန်လည်ညှက်ဖို့စ조사နေတဲ့အတန်ဖြစ်ပါတယ်။ဂရန်ကဟန်နရီကိုအရှိန်နဲ့ရိုက်နှက်လိုက်တာကြောင့်ဟန်နရီလွင့်ထွက်သွားခဲ့ပါတယ်။ experience ကသူ၏တငယ်ချင်းကိုစီးယုံဖို့စ조사နေစဉ်ဟန်နရီကသိုးမွေးညက်ကပ်ကြီးကိုတွေးရှိသွားပြီး Grant ရဲ့ဂုတ်ကိုထိုးဖို့စ조사ခဲ့ပေမဲ့ Grant ကလွယ်ကူစွာကပ်ကြီးကိုလူယူကာထပ်မံရိုက်နှက်လိုက်ပါတယ်။နှစ်ယောက်စလုံးအစွမ်းကုန်ပြေးလွှားခဲ့ကြပြီးဂိတ်တကားကိုပိတ်လိုက်နိုင်ခဲ့ပါတယ်။သို့တော်လည်းထွက်သွားဖို့စ조사တဲ့အခါသူတို့ပါပိတ်မိနေတာကိုတွေးလိုက်ရပါတယ်။ထို့နောက် Grant ကဂိတ်တကားကိုဖွင့်ကာနီးကပ်လာခဲ့တာကြောင့် experience က Grant ရဲ့ပါးစပ်မှာသွေးတွေပေးကျန်နေတာကိုသတိထားမိသွားခဲ့ပါတယ်။ experience ကအသားစားတဲ့အတွက် Grant ကိုစူပူချိန်မောင်းကအာယုံလွှဲထားစဉ်ဟန်နရီကတကားကိုဖွင့်နိုင်သွားခဲ့ပါတယ်။နှစ်ယောက်စလုံးအပြင်ထွက်ကာတကားပြန်ပိတ်လိုက်တာကြောင့် Grant ကိုခဏတာတားဆီးထားနိုင်ခဲ့ပါတယ်။
ဓာတ်ခွဲခန်းမှာတော့ အစထရေးက Tucker ရဲ့ခြေထောက်ကိုစစ်ဆေးခဲ့ပြီးဖန်တီးထားသောသိုးသားအိမ်ထဲကအရည်ကိုထိုးထည့်သင့်တယ်လို့တွေးတောခဲ့ပါတယ်။သို့တော်လည်း Tucker ဟာတက်လာခဲ့ပြီးသူ၏ခေါင်းဟာပုံစံပြက်နေတဲ့သိုးအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်အစထရေးကသူ၏အကူကိုခဏဆောင်ခိုင်းလိုက်ပါတယ်။ထို့နောက်အစထရေးကဆေးထိုးပေးလိုက်ရာအခြားတက်ခြင်းတစ်ခုဖြစ်ပေါ်လာပြီးလူခန္ဓာကိုယ်ပုံစံပြန်လည်ရရှိသွားခဲ့ပါတယ်။အစထရေးဓာတ်ခွဲခန်းကထွက်လာတဲ့အခါသိုးတွေဟာသေဆုံးသွားပြီဖြစ်တဲ့သူ၏အကူအလုပ်သမားကိုစားတောက်နေတာကိုတွေးလိုက်ရပါတယ်။သိုးအုပ်ကြီးကအစထရေးကိုပါတွေးရှိသွားပြီးဝိုင်းရံလိုက်တာကြောင့်အစထရေးဟာတစ်တောစီပြေးဝင်သွားခဲ့ပါတယ်။အနောက်ကနေသိုးအော်တန်တွေကြားနေရတာကြောင့်အစထရေးအာယုံနောက်သွားပြီးခြေထောက်ရွှွနဲ့ပိတ်မိသွားခဲ့ပါတယ်။သိုးတွေကဒီအခွင့်အရေးကိုအသုံးပြုကာအစထရေးကိုဝိုင်းကြီးစားတောက်လိုက်ကြပါတော့တယ်။တစ်ဖက်မှာလည်းအင်ဂစ်ဟာယင်းနှီးမြုပ်နှံသူအားလုံးကိုဝမ်းမြောက်စွာကြိုဆိုခဲ့ပြီးမိန့်ခွန်းပြောစဉ်သွေးထွက်တာကိုတားဆီးဖို့ရေအမြောက်အများတောက်သုံးခဲ့ပါတယ်။သို့တော်လည်းပရိသတ်တွေကတစ်တာတွေကထွက်ပေါ်နေတဲ့အတန်တွေကြောင့်အာယုံပြန့်လွင့်နေခဲ့ကြပါတယ်။အင်ဂစ်ကတစ်တာကိုစောစီးစွာဖွင့်လှစ်လိုက်ပြီးသူ၏လှပသောအိုဖီလ်သိုးကိုပြသလိုက်ပါတယ်။ပရိသတ်တွေလက်ခုပ်တီးကြစဉ်သိုးကကျဲလောင်စွာအော်ဟစ်လိုက်တာကြောင့်မြစ်ထဲမှာရှိတဲ့ Mersmack ကပါကြားလိုက်ရပါတယ်။ Henry နဲ့ Experience တို့ပွဲစီရောက်ရှိလာတဲ့အခါသိုးအုပ်ကြီးတစ်ခုလုံးပွဲကိုဖျက်ဆီးလိုက်တာကိုတွေးလိုက်ရလို့ထိတ်လန့်သွားခဲ့ကြပါတယ်။သိုးတွေဟာ Oldfield သိုးရဲ့အော်တန်ကြောင့်စုဝေးလာကြတာဖြစ်ပြီးခုချိန်မှာတော့မပြေးနိုင်ကြတဲ့ဧည့်သည်တွေကိုပျော်ရွှင်စွာဝိုင်းကြီးစားတောက်နေကြပါတယ်။ထိတ်လန့်မှုနဲ့သွေးတွေပြည့်နှက်နေစဉ်အင်္ဂတ်ကသိုးတစ်ကောင်ကိုစိုက်ကြည့်လိုက်ပေမဲ့သိုးကထွက်သွားခဲ့ပါတယ်။အင်္ဂတ်အောက်ငေးကြည့်လိုက်တဲ့အခါသူ၏လက်ဟာသိုးခွာပြောင်းလဲသွားတာကိုတွေးလိုက်ရပါတယ်။ထိုအချိန်မှာ Miss Mac ဟာ Henry နဲ့ Experience တို့ကိုကယ်တင်ဖို့ကားနဲ့ရောက်ရှိလာခဲ့ပါတယ်။သူတို့မောင်းထွက်သွားစဉ်သိုးတစ်ကောင်ကိုကားနဲ့မှားယွင်းတိုက်မိသွားခဲ့ပြီး Experience ကအောင်ပွဲခံမိတာကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Angus က Oldfield သိုးကိုသူ၏ရုံးခန်းစီခေါ်ဆောင်သွားပြီးတကားသောခတ်ကသူ၏အိမ်မွေးသိုးကိုနှစ်သိမ့်ပေးခဲ့ပါတယ်။မကြာမီဟန်နရီနဲ့အခြားသူတွေပါအိမ်ထဲဝင်ရောက်လာကြပြီးဖုန်းဆက်ဖို့စ조사ပေမဲ့ဖုန်းလိုင်းတွေကျနေခဲ့ပါတယ်။ရုတ်တရက် Grant ဟာအရေးထဲကထွက်လာပြီးဟန်နရီကိုရိုက်နှက်လိုက်တာကြောင့်ဟန်နရီကမီးဖိုပေါ်က Haggis သိုးဦးမင်းကိုမြေပြင်ပေါ်ပစ်ချလိုက်ပါတယ်။ Grant ကထိုအစာကိုချက်ချင်းစားတောက်နေစဉ်ဟန်နရီကတနက်သွားယူပေမဲ့ကြည်စံမရှိပါဘူး။ Grant အစားစားပြီးသွားတာကြောင့်ဟန်နရီကငရုတ်သီးစောနဲ့ပြစ်ပေါက်ကအာယုံထပ်မံလွှဲလိုက်တာကြောင့် Mesmac ကကြည်စံတွေပေးလိုက်နိုင်ပါတယ်။ဟန်နရီမပြစ်ခင်မှာပဲ Grant ကပရိဘောဂတွေပေါ်စီတွန်းလှဲလိုက်ပါတယ်။ Miss Mac ကတနက်ကိုပြန်လည်ရယူလိုက်ပေမဲ့ Experience ကသူ၏တငယ်ချင်းကိုမပစ်ဖို့တောင်းပန်ခဲ့ပါတယ်။ထို့နောက် Experience ကအတစ်ချောင်းကိုယူကာအစိုက်ကုသနည်းဖြင့် Grant ကိုအိပ်ပျော်သွားအောင်လှုပ်ဆောင်လိုက်ပါတယ်။ညနေပိုင်းမှာမိုးရွာသွန်းလာတာကြောင့်သိုးတွေဟာအမိုးအကာရှာဖွေဖို့အိမ်ကိုဝိုင်းရံလိုက်ကြပါတယ်။၃ယောက်စလုံးတကားဝင်ပေါက်တွေကိုပရိဘောဂတွေနဲ့ပိတ်ဆို့လိုက်ကြပြီးစတူဒီယိုအခန်းတော့ခတ်ထားတာကိုသတိထားမိသွားကြပါတယ်။တန်တရားဖြစ်သွားတဲ့ဟန်နရီဟာအပေါ်ထက်စီအမြန်တက်သွားခဲ့ရာအင်ဂတ်ကိုပင်တီပဲဝတ်ထားတာတွေ့လိုက်ရပါတယ်။အင်ဂတ်ဟာ Oldfield သိုးနဲ့မတမာတဲ့ကိစ္စပြုလုပ်နေတာဖြစ်ပါတယ်။ဟန်နရီကဒါဟာစုတ်ချေစရာကောင်းတယ်လို့ထင်မြင်ပြီးသိုးကိုပြစ်တက်ဖို့ပြင်လိုက်ပေမဲ့အင်ဂတ်ကတားမြစ်လိုက်ပြီးထိုသိုးဟာသူနဲ့သူ၏ညီဖြစ်သူဟန်နရီရဲ့နဲတွေကိုအသုံးပြုကာမျိုးဗီဇပြုပြင်ဖန်တီးထားတာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။သိုးတွေအိမ်ထဲအတင်းတိုးဝင်ဖို့စ조사နေတန်ကြားရတဲ့အခါဟန်နရီကအကိုဖြစ်သူကိုပြစ်တက်ဖို့စဉ်းစားခဲ့ပေမဲ့တနက်ကိုလင်ဂတ်လက်ထဲပေးလိုက်ပြီးနောက်ဆုံးနှုတ်ဆက်စကားပြောကာထွက်ခွာသွားခဲ့ပါတယ်။အပေါ်ထက်အတက်မှာတော့သိုးတွေဟာကွဲအပ်နေတဲ့ပြတင်းပေါက်တွေကနေခေါင်းရှိုဝင်နေတာကိုတွေ့ရတာကြောင့်စပွဲပေါ်ကရွှေရောင်သိုးမွေးညက်ကကြေးကိုယူဆောင်လိုက်ပါတယ်။၃ယောက်စလုံးဝရန်နာစီရောက်ရှိသွားကြပြီးပွဲကနေလွတ်မြောက်လာသူတွေပါသိုးတွေအဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။အင်ဂစ်ဟာသူ၏ဒိုင်ပလိန်လေရင်နဲ့ထွက်ပြေးဖို့ပြင်ဆင်နေတာကိုပါတွေ့လိုက်ရပါတယ်။ဟန်နရီလက်မြောက်လိုက်တဲ့အခါမစ်မတ်ကဟန်နရီရဲ့ဒဏ်ရာကိုသတိထားမိသွားခဲ့ပြီးဒါဟာတိုက်ပွဲမှာဂရန်ကိုက်လိုက်တဲ့ဒဏ်ရာဖြစ်ပါတယ်။ထို့နောက်ဟန်နရီကအမျိုးသမီးနှစ်ယောက်ကိုကားစီလမ်းညွှန်ပေးခဲ့ပြီးသူမပါဘဲထွက်သွားကြဖို့ပြောလိုက်ပါတယ်။ Experience ကဟန်နရီကိုနမ်းရှုပ်ပြီးနောက်ဟန်နရီဟာကားစီးနေရမှာအသုံးပြုတဲ့သိုးရီချုံကိုယူဆောင်လိုက်ပါတယ်။သိုးအဖြစ်ဟန်ဆောင်ကသိုးအုပ်ကြားထဲဖြတ်တန်းသွားခဲ့ပြီးသိုးအချို့မတမာတာပြုလုပ်နေကြတာကိုပါတွေ့လိုက်ရပါတယ်။ရုတ်တရက်သိုးတစ်ကောင်ကဟန်နရီရဲ့အနောက်ကနေရောက်ရှိလာပြီးမတမာတာပြုလုပ်ဖို့စ조사တာကြောင့်ဟန်နရီကသိုးရဲ့ဝါးစေ့အစေ့ကိုထိုးနှက်လိုက်ပါတယ်။သိုးကဖယ်ရှားသွားခဲ့ပြ။ထိုဖြစ်စဉ်မှာဟန်နရီဟာသိုးရီချုံကြောက်ကြသွားခဲ့ပေမဲ့ကူးဆက်ခံထားရသူဖြစ်လို့ညီသူမျှမတိုက်ခိုက်ခဲ့ပါဘူး။
မျိုးသမီးတွေထွက်ခွာသွားတဲ့အခါ Miss Mac ကယူယူမူမူမောင်းနှင်ခဲ့ပြီး experience ကနီးကပ်လာတဲ့သူတွေကိုတနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Angus ဟာသူ၏လေရင်ကိုနှိုးလိုက်ပြီးစပားကြီးတဲကသူ၏အထူးသိုးကိုတွားရောက်ယူဆောင်ခဲ့ပါတယ်။သို့တော်လည်းသူ၏ခန္ဓာကိုယ်ဟာနာကျင်စွာပြောင်းလဲလာတာကြောင့်သိုးပြုတ်ကျသွားခဲ့ပါတယ်။ထိုအချိန်မှာဟန်နရီဟာစပားကြီးထဲဝင်ရောက်လာခဲ့ပြီး Angus ကဟန်နရီပေါ်စီခုံအုပ်လိုက်ပါတယ်။ဟန်နရီကလက်သီးကိုရှောင်ကစားကထွက်ပြေးခဲ့တာကြောင့်အတစ်တဖန်လိုက်လံတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ Angus ကဟန်နရီကိုတွေ့ရှိသွားပြီးနေရန်နဲ့ခေါင်းကိုစောင့်လိုက်စဉ်ဟန်နရီက Angus သားအရာရာကိုမဖျက်ဆီးခဲ့ရင်ခြံကိုအတူတကွဦးစီးနိုင်ကြောင်းထောက်ပြခဲ့ပါတယ်။ရုတ်တရက်ဟန်နရီကအကိုဖြစ်သူ၏ကုတ်ကိုရွှေရောင်ကတ်ကြီးနဲ့ထိုးလိုက်ပေမဲ့ဒါဟာ Angus ကိုပုံမိုကြောက်စရာကောင်းတဲ့တတဝအဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။ဟန်နရီကတနက်ကိုအမြန်သွားယူပေမဲ့အင်ဂတ်ကလွယ်ကူစွာလူယူကဟိန်းဟောက်လိုက်ပါတယ်ဟန်နရီစပားကြီးအပြင်ပြေးထွက်သွားတဲ့အခါလေရင်ဟာကွင်းထဲမှာမောင်းနေနေတာကိုတွေ့လိုက်ရပါတယ်အင်ဂတ်ကဟန်နရီအနောက်စီလိုက်လာခဲ့ပေမဲ့ငွေးမြူရေးချံကတိုးချောင်းခွေရောက်ရှိလာပြီးဟောင်လိုက်တာကြောင့်တားဆီးခံလိုက်ရပါတယ်။အင်ဂတ်ဟာခုချိန်မှာတိုးဖြစ်နေတာကြောင့်ခွေးရဲ့စေခိုင်းမှုကိုမလွန်ဆန်နိုင်ဖြစ်သွားခဲ့ပါတယ်။ရုတ်တရက်လေရင်ကအင်ဂတ်ကိုအနောက်ကနေတိုက်မိသွားခဲ့ပြီးအသားစားအချို့ပြက်ထွက်သွားခဲ့ပေမဲ့အင်ဂတ်ကအသက်ရှင်နေတော့မဲဖြစ်ပါတယ်။အင်ဂတ်ကထပ်မံတိုက်ခိုက်ဖို့စ조사ခဲ့ပေမဲ့ထက်ကကလူခန္ဓာကိုယ်ပုံစံနဲ့ရောက်ရှိလာပြီးအစထရေးရဲ့ဆေးရည်ကိုအင်ဂတ်ထန်ထိုးထည့်လိုက်တာကြောင့်အင်ဂတ်လဲကျသွားကလူပုံစံပြန်လည်ရရှိသွားခဲ့ပါတယ်။ထို့နောက်ထက်ကဟန်နရီကိုပါဆေးရည်တောက်သုံးခိုင်းလိုက်တာကြောင့်ယောဂကူးစက်မှုကိုတားဆီးနိုင်ခဲ့ပါတယ်။ထို့နောက်ဖွဲ့လိုက်တိုးချောင်းခွေးကိုအသုံးပြုကာတိုးတွေနဲ့တိုးဖြစ်ပြောင်းလဲသွားသူတွေကိုစပားကြည့်တဲ့စူးစီးလိုက်ကြပေမဲ့လူတိုင်းအတွက်ဆေးရည်မလုံလောက်တာကိုသဘောပေါက်သွားကြပါတယ်ရုတ်တရက်အင်ဂတ်ရောက်ရှိလာခဲ့ပြီးနောက်ဆုံးနှုတ်ဆက်ခြင်းအဖြစ်တိုးတွေကိုစားတောက်ခွင့်ပြုလိုက်ပါတယ်တိုးတွေကအင်ဂတ်ကိုမိနစ်ပိုင်းအတွင်းစားတောက်လိုက်ကြပြီးမကြာမီလေလေကြပါတော့တဲ့ထိုလေတွေဟာလောင်ကျွမ်းလွယ်သောမီသိန်းတက်များပြည့်နှက်နေတာကြောင့်ဟန်နရီကမီးချစ်နဲ့ပစ်ပေါက်လိုက်ရာပောက်ကွဲမှုကြီးဖြစ်ပွားသွားခဲ့ပါအတန်ကြာပြီးနောက်ဟန်နရီဟာဒီအတွေ့အကြုံကြောင့်တိုးကြောက်ရောဂါပျောက်ကင်းသွားခဲ့ပြီးချမ်းမာပြန်လည်အလုပ်လုပ်နေခဲ့ပါတယ်။အဖွဲ့လိုက် Grant ကိုကုသပေးခဲ့ကြပြီး Grant ကယုံကိုစားခဲ့မိတာကိုပြန်လည်မှတ်မိကစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ Miss Mac က Mountain Oysters လို့ခေါ်တဲ့မုန့်တစ်ခုကိုဝေမျှခဲ့ရာ experience ကဝမ်းမြောက်စွာစားတောက်ခဲ့ပြီး Henry ကဒါဟာတို့ရဲ့အစိတ်ငယ်တွေဖြစ်ကြောင်းပြောပြလိုက်မှပြန်လည်ထွေးထုတ်လိုက်ပါတော့တယ်။တောင်ကုန်းပေါ်မှာတော့တိုးချောင်းခွေးကခြံကိုကြည့်ရှုနေစဉ်ရုတ်တရက်တိုးလိုအော်ဟစ်လိုက်ပါတော့တယ်။